င်္ဂလာပါရှင်ကျမတို့ရဲ့ Rapiko သတင်းဌာနကနေကြိုဆိုပါရရှင်ကျမကတော့သတင်းတင်ဆက်သူလူနမူနာဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်းလာမြို့နယ်နဲ့ကောလင်းမြို့နယ်အဆက်ကိုစစ်တပ်ကဘုံကျဲခဲ့လို့စေးရုံနဲ့စာတင်ကျောင်းပျက်စီးခဲ့ရတဲ့သတင်းလေးဖြစ်ပါတယ်ရှင်စကိုင်းတိုင်းကျွန်းလာမြို့နယ်နဲ့ကောလင်းမြို့နယ်အဆက်ကကျေးရွာတွေကိုစစ်တပ်ကမနေ့ကညနေ4 နာရီနောက်ပိုင်းမှာဘုံကျဲသွားတယ်လို့ Calling News ကအတည်ပြုထားပါတယ်ရှင်မနေ့ကညနေ4 နာရီဝန်းကျင်မှာတရဦးလီတဲ့ဂျက်ဖိုက်တာတစ်စီးကကျွန်းလာမြို့နယ်နဲ့ကောလင်းမြို့နယ်အဆက်မှာရှိတဲ့ရွာကုန်းကြီးကျေးရွာအနီးတစ်ဝိုက်ကိုလေကြောင်းတိုက်ခိုက်မှု2 ကြိမ်ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့ Calling News ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဒေသခံတအုပ်ကနေ9 လုံးလောက်ထိခိုက်သွားတယ်။ရွာကုန်းကြီးတိုက်နဲ့ဈေးရုံလည်းထိသွားတယ်။ခုကရွာထဲတော့အဝင်မခံတော့ဘူးလို့ပြောထားပါတယ်။အဲ့ဒီနေ့ညနေ9 နာရီခွဲခန့်မှာပဲစစ်တပ်ဂျက်ဖိုက်တာတစ်စီးကကျွန်းလာမြို့အနောက်ချမ်းကညောင်ရွာနီးတစ်ဝိုက်ကိုဘုံ2 ကြိမ်ကျဲခဲ့တယ်လို့ Calling News ကဖော်ပြထားပါသေးရဲ့ရှင်။စီးရီးသတင်းရင်းမြစ်အရတော့ညောင်ရွာနီးတစ်ဝိုက်လေကြောင်းတိုက်ခိုက်ခံရမှုမှာအထူးကိမရှိဘူးလို့သိရပါတယ်။ကျွန်တော်တို့ Rapiko သတင်းမီဒီယာကလက်ခံရရှိထားတဲ့ရုပ်သံမှာတော့လေကြောင်းရန်ကိုတင်းရှောင်နေရတဲ့ပြည်သူတွေကရွာကုန်းကြီးရွာတွေကိုကျဲသွားတာလို့ပြောဆိုနေတာတွေကိုကြားရပါတယ်။အမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရေးဝန်ကြီးဌာနရဲ့ဒီလထုတ်ပြန်ချက်အရမှာတော့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး4950အထိရှိခဲ့ပြီးအရသာပြည်သူ4853ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အဆိုပါသေဆုံးမှုတွေမှာကလေးငယ်658ဦးထိရှိတယ်လို့သိရပါတယ်ရှင်။ဒါအပြင်စာတင်ကျောင်းဆေးရုံနဲ့ဘာသာရေးအဆောက်အအုံပေါင်း1282ခုကိုဘုံကျဲဖျက်ဆီးခဲ့တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။